အာယုံကြောအားနည်းတဲ့ယောဂါကဘယ်လိုမျိုးအခြေခံအကြောင်းအရင်းတွေကြောင့်အာယုံကြောအားနည်းယောဂါဖြစ်လာရလဲဆိုတာကိုဒီနေ့မျှဝေပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဦးနှောက်နဲ့အာယုံကြောမှာကြီးကနေထွက်လာတဲ့အာယုံကြောတွေနောက်တစ်ခုကကြတော့အဲ့ဒီဦးနှောက်နဲ့အာယုံကြောမှာကြီးစီကိုလာပြီးတော့သတင်းအချက်လက်တွေပို့တဲ့အာယုံကြောတွေအဲ့ဒီအာယုံကြောတွေပျက်စီးသွားတာပဲဖြစ်ဖြစ်ထိခိုက်သွားတာပဲဖြစ်ဖြစ်အာယုံကြောအားနည်းတာတွေဖြစ်တတ်ပါတယ်ခင်ဗျာဦးနှောက်နဲ့အာယုံကြောမာကြီးစီမှာဆိုလို့ရှိရင်ကွန်ရက်လိုချိတ်ဆက်နေတဲ့အာယုံကြောတွေအများကြီးရှိပါတယ်ခင်ဗျာအဲ့ဒီအထဲမှာကကျွန်တော်တို့ခန်းစားမှုကိုတည်တတ်တဲ့အာယုံကြောတွေရဲ့သွားလာလှုပ်ရှားတဲ့အခါမှာကြွက်သားတွေကိုအသုံးပြုထိန်းချုပ်ပေးတဲ့အာယုံကြောတွေရဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဝင်းနှွေးကလီစာတွေလှုပ်ရှားမှုကိုထိန်းချုပ်ပေးတဲ့အာယုံကြောတွေရဲ့ဆိုပြီးတော့ရှိပါတယ်အဲ့ဒီအာယုံကြောတွေကထိခိုက်ပျက်စီးတဲ့အခါမှာဆိုလို့ရှိရင်အာယုံကြောအားနည်းမှုလက္ခဏာတွေဖြစ်ပေါ်ခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်သွားလာလှုပ်ရှားမှုနေထိုင်စားသောက်မှုနဲ့လည်းဆက်ဆက်ပြီးတော့အာယုံကြောအားနည်းမှုတွေဖြစ်တတ်ပါတယ်ခင်ဗျာကျွန်တော်တို့အလုံးလုံးတဲ့နေရာတွေကဆိုလို့ရှိရင်ဓာတုပစ္စည်းအစိတ်တောက်တွေနဲ့အတူတူအလုံးလုံးနေရတယ်ဆိုလို့ရှိရင်အစိတ်တောက်တွေခန္ဓာကိုယ်ထဲကိုဝင်ပြီးတော့အာယုံကြောအားနည်းမှုတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ယောဂါရှိလို့ပေါ့နော်စီးကြိုယောဂါရှိတဲ့သူတွေဗီတာမင်ချွတ်တဲ့သူတွေအာဟာရမပြည့်ဝတဲ့သူတွေဒီလိုလူမျိုးတွေဆိုလို့ရှိရင်လည်းအာယုံကြောယောဂါဖြစ်တတ်ပါတယ်ခင်ဗျာနောက်တစ်ချက်ကကြတော့အရက်အလုံးအကျွံတောက်တဲ့သူတွေမှာဆိုလို့ရှိရင်လည်းအာယုံကြောအားနည်းယောဂါဖြစ်တတ်ပါတယ်ထိခိုက်ဒဏ်ရာရလို့ဒဏ်ရာတွေကိုယောဂါပိုးဝင်ရင်လည်းဒါဖြစ်တတ်ပါတယ်နောက်တစ်ချက်ကကြတော့ဗောနော်ကင်ဆာလိုမျိုးကုထုံးတွေကုတဲ့အခါမှာဆိုရင်ဆေးကုထုံးကဘေးထွက်ဆိုးကျိုးအနေနဲ့အာယုံကြောအားနည်းမှုတွေလည်းဖြစ်တတ်ပါတယ်ခင်ဗျာနောက်တစ်ခုကကြတော့ကြောက်ကပ်ယောဂါရှိတဲ့သူတွေဒီလိုလေဘင်းတွေမှာအဖုအကျိတ်တွေပေါက်တတ်တဲ့သူတွေပေါ့နော်တိုင်းရက်ယောဂါရှိတဲ့သူတွေလည်းဒါအာယုံကြောအားနည်းယောဂါဖြစ်တတ်ပါတယ်ခင်ဗျခုခံအားစနစ်ဖောက်ပြန်လို့ရှိရင်လည်းအာယုံကြောအားနည်းယောဂါဖြစ်တတ်ပါတယ်ခင်ဗျနောက်တစ်ချက်ကဆိုလို့ရှိရင်ကူးစက်ယောဂါပိုးဖြစ်တဲ့ HIV လိုမျိုးယောဂါပိုးကူးစက်လို့ရှိရင်လည်းဒါအာယုံကြောအားနည်းယောဂါဖြစ်တတ်ပါတယ်နောက်တစ်ချက်ကကြတော့ရေယုံတို့လိုဆင်ရေယုံတို့လိုယောဂါပိုးကူးစက်တဲ့အရာတွေဆိုလို့ရှိရင်လည်းဒါအာယုံကြောအားနည်းယောဂါဖြစ်တတ်ပါတယ်ခင်ဗျနောက်ချက်ကကျွန်တော်တို့ပေါ့နော်မိဘမျိုးရိုးမှာဆိုလို့ရှိရင်အာယုံကြောအားနည်းယောဂါဖြစ်ခဲ့ဘူးတယ်ရှိခဲ့ဘူးတယ်ဆိုလို့ရှိရင်လည်းအာယုံကြောအားနည်းယောဂါဖြစ်တတ်ပါတယ်ခင်ဗျနောက်ချက်ကကြတော့အာယုံကြောအားနည်းယောဂါဖြစ်တဲ့သူ30%လောက်ကဆိုလို့ရှိရင်အာယုံကြောအားနည်းယောဂါဘာကြောင့်ဖြစ်လဲဆိုတာကိုအဖြေရှာမတွေ့ဘဲနဲ့အာယုံကြောအားနည်းနေတာလည်းရှိတတ်ပါတယ်ခင်ဗျ။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုဒတွေကိုမျှဝေပေးနေတဲ့ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လုပ်ပေးသွားပါ။ Newty Bell လေးနေပေးသွားပါ subscribe လေးနေပေးသွားပါခင်ဗျ။အခြားသောမသိသေးတဲ့တငယ်ချင်းတွေကိုသိရှိသွားအောင် share ပေးသွားပါခင်ဗျ။နောက်နေ့မှာဆိုလို့ရှိရင်ဒီအာယုံကြောအားနည်းယောဂါနဲ့ပတ်သက်တဲ့ပေါ့နော်ဝေဒနာတွေဘယ်လိုမျိုးခံစားရလဲဆိုတာကိုဆက်လက်မျှဝေပေးဦးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲကျမ်းမာပျော်ရွှင်ပြည့်စုံတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ